အားလုံးပဲမင်္ဂလာပါ Wisdom Wave မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဆောင်းလေးကတော့ထောက်တာချုံမက်ဒင်နာရေးသားထားတဲ့ Brain Rule ဆိုတဲ့ဆောင်းလေးပဲဖြစ်ပါတယ်။ဒီစာအုပ်လေးထဲမှာတွေးခေါ်မှုသိယူမှုနဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တဲ့အုံနောက်ရဲ့သဘောတဘာဝလှုပ်ဆောင်ချက်တွေနဲ့အုံနောက်ကိုပိုပြီးထက်မြက်လာအောင်လေ့ကျင့်ပေးတဲ့နည်းလမ်းလေးတွေပါဝင်ပါတယ်။အချို့ရက်တွေမှာသင်ရဲ့စိတ်ကတက်တက်ကြွကြွရှိနေပြီးအချို့ရက်တွေမှာကျတော့လီးလံထိုင်းမိုင်းနေသလိုခံစားနေရတာကိုကြုံဖူးကြပါလိမ့်မယ်။ဒါဟာဘာလို့လဲဆိုတော့စိတ်နဲ့အုံနောက်ဆွဲဆောင်ရည်ဟာသင်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိသေးတာကြောင့်ဖြစ်ပါတယ်။ဒီစာအုပ်လေးထဲမှာတော့မှတ်ဉာဏ်ကိုတိုးတက်ကောင်းမွန်လာစေတာကစပြီးအာယုံစူးစိုက်မှုကိုမြင့်တင်ပေးတာအထိအုံနောက်ရဲ့အရှိအသွေးတွေကိုဘလို့ဖော်ထုတ်ရမယ်နောက်တစ်ဆင့်ဘလို့မြင့်တင်ရမယ်ဆိုတာကိုပါပြောပြပေးထားပါတယ်။ဒါဝင်ရဲ့စင့်ကဲပြောင်းလဲမှု theory အရာလူသားတွေရဲ့အုံနောက်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းဘီလီယံများစွာကြာမြင့်ခဲ့တဲ့အချိန်ကနေစင့်ကဲပြောင်းလဲလာခဲ့ကြတာဖြစ်ပြီးအသက်ရှင်ရည်တည်ဖို့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့နဲ့ဘယ်နေရာမှာမဆိုနေထိုင်နိုင်ဖို့အတွက်တဘာဝတရားကဖန်တီးပေးထားတာဖြစ်ပါတယ်။ဒီလိုစိတ်ကဲပြောင်းလဲမှုတွေကြောင့်လူတွေဟာပြဿနာဖြေရှင်းရမှာကျွမ်းကျင်သူတွေဖြစ်လာကြပြီးအခြားသတ္တဝါတွေထက်တာလွန်တဲ့မျိုးစိတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ကိုယ်လက်လှုပ်ရှားမှုဟာအုံနောက်အတွက်အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။စင်ကဲပြောင်းလဲမှုကာလအစဖြစ်တဲ့ကြောက်ခစ်ကတဲ့ကကျွန်တော်တို့ရဲ့ဘူးပွားပြည်ပင်တွေဟာအမဲလိုက်ပြီးတစ်နေ့လုံးလှုပ်ရှားသွားလာခဲ့ကြပါတယ်။ဦးတီယာမဲလှဲ့လေသွားလာခဲ့ကြပြီးဒီလိုလှုပ်ရှားသွားလာခြင်းကပဲသူတို့ရဲ့အုံနောက်ကိုအမြဲတစေထက်မြက်နေစေခဲ့ပါတယ်။ဒီကနေ့ခေတ်မှာတော့ကျွန်တော်တို့ရဲ့အထိုင်များတဲ့လူနေမှုပုံစံကြောင့်အုံနောက်အတွက်လိုအပ်တဲ့လှုပ်ရှားမှုကိုမပေးနိုင်ကြတော့ပါဘူး။လေ့ကျင့်ခန်းလုပ်တဲ့အခါအုံနောက်ဟာဂလူကို့စ်နဲ့အောက်ဆီဂျင်ကိုရရှိပြီးဆဲလ်အသစ်တွေကိုထုတ်လုပ်ပေးပါတယ်။ဟာဗတ်မှစိတ်ယောဂကိုဆရာဝန်ဂျွန်ရီဒီဟာလေ့ကျင့်ခန်းဟာအုံနောက်ဆဲလ်တွေအတွက် Miracle Grow လိုမျိုးအလုပ်လုပ်တယ်လို့ဆိုပါတယ်။ Miracle Grow ဆိုတာကအပင်တွေကိုကျန်းမာတန်ဆွမ်းစွာကြီးထွားစေဖို့ကူညီပေးတဲ့ရေဩဇာတစ်မျိုးပါ။ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာကလည်းအုံနောက်ဆဲလ်တွေအတွက်ရေဩဇာပဲဖြစ်ပါတယ်။ဒါအပြင်အိပ်စက်ခြင်းကလည်းအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့အိပ်စက်နေချိန်မှာအုံနောက်ကတနေ့တာအတွင်းရရှိထားတဲ့အချက်လက်တွေကိုစနစ်တကျစစ်ဆေးပြီးလိုအပ်တာတွေကိုဖယ်ရှားကအရေးကြီးတဲ့အချက်အလက်တွေကိုရှေရှည်မှတ်ဉာဏ်အဖြစ်ပြောင်းလဲသိသိပါတယ်။အိပ်ရေမဝတဲ့အခါကျရင်အုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေနှေးကွေးသွားပြီးတော့ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့မှတ်ဉာဏ်စွမ်းရည်မှာပါအားနည်းသွားစေပါတယ်။ဟာဗတ်တက္ကသိုလ်ရဲ့လေ့လာမှုတစ်ခုအရလုံလောက်စွာအိပ်စက်ခြင်းကတီထွင်ကြံစနိုင်စွမ်းចេတနာဖြည့်ရှင်းနိုင်စွမ်းနဲ့သင်ယူနိုင်စွမ်းတို့ကိုတိတိတတ်တာမြင့်တင်ပေးပြီးအိပ်ရေးဖြစ်တဲ့အခါအုံနောက်ရဲ့တုံ့ပြန်နိုင်စွမ်းနဲ့သိမြင်နားလည်နိုင်စွမ်းဟာ40%အထိကျဆင်းသွားတယ်လို့ဆိုပါတယ်။နယူးယောက်မြို့က DJ တီးခတ်သူပီတာထရစ်ဟာနိုင်ပေါင်း200ကြာအောင်မအိပ်ပဲရေဒီယိုအစီအစဉ်တွေမှာတောက်လျှောက်ဖြော်ဖြေတင်ဆက်ခဲ့ပူပါတယ်။ရလက်အနေနဲ့ကတော့အာယုံ၆ချာမှုကိုခန်းစားခဲ့ရပြီးနောက်ဆုံးမှာစိတ်အခြေအနေအလွန်အမင်းဆိုးရွားလာကစိတ်ချမ်းသာရေးဆရာဝန်နဲ့ပြသလိုက်ရတဲ့အထိဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်လုံလောက်စွာအိပ်စက်ခြင်းဟာတင့်ကိုလန်းဆန်းတက်ကြွစေုံသာမကအုံနောက်ကိုပြန်လည်အားဖြည့်ပေးပြီးပုံမှန်အတိုင်းကောင်းမွန်စွာလည်ပတ်နိုင်စေဖို့အတွက်မရှိမဖြစ်လိုအပ်တာပါ။ကျွန်တော်တို့စိတ်ဖိစီးမှုခံစားရတဲ့အခါခန္ဓာကိုယ်ဟာခုခံတုံ့ပြန်မလားရှောင်လွှဲမလားရွေးချယ်ရတဲ့ fight or flight အခြေအနေကိုအလိုလိုရောက်ရှိသွားပါတယ်။စိတ်ဖိစီးမှုကိုရေရှည်ခံစားရမယ်ဆိုရင်အုံနောက်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေကိုပျက်စီးစေနိုင်ပါတယ်။သုတေသနပြုချက်တွေအရငါးသားရှည်စိတ်ဖိစီးမှုဟာမှတ်ဉာဏ်နဲ့သင်ယူမှုစွမ်းရည်ကိုထိန်းချုပ်တဲ့အုံနောက်ရဲ့ hippocampus အစိတ်အပိုင်းကိုကျုံ့သွားစေတယ်လို့ဆိုပါတယ်။ hippocampus ပျက်စီးမှုဟာရေရှည်မှာအုံနောက်ထိခိုက်မှုကိုဖြစ်စေနိုင်တာကြောင့်စိတ်ဖိစီးမှုကိုစနစ်တကျတုံ့ပြန်တတ်ဖို့လိုပါတယ်။စိတ်ဖိစီးနေတဲ့အချိန်မှာအုံနောက်အတွင်းကနောက်စိတ်နျူရွန်တွေဟာပုံမှန်အတိုင်းအလုံးမလုံးနိုင်တော့တာကြောင့်
ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့တီထွင်ကြံစနိုင်စွမ်းတွေကိုပါဆက်နွယ်ထိခိုက်စေပါတယ်။သုတေသနတစ်ခုအရဂျာမန်ခွေးတစ်ကောင်ကိုရက်စစ်လျှော့ပေးပြီးစမ်းသပ်ခဲ့ပါတယ်။နောက်ပိုင်းမှာအဲ့ဒီခွေးဟာလွန်မြောက်ဖို့လမ်းရှိနေရင်တော့ဘာမှမလုပ်ပဲငြိမ်နေပါတော့တယ်။ဘာကြောင့်လဲဆိုတော့ရက်စစ်လျှော့ရဲ့ဖိအားတန်းဟာသူ့ရဲ့အုံနောက်ကိုအချီးအကျယ်ထိခိုက်စေခဲ့ပြီးစဉ်းစားနိုင်စွမ်းကိုတုံ့ဆိုင်သွားစေလို့ပါကျွန်တော်တို့ရဲ့အုံနောက်မှာလည်းစိတ်ဖိစီးမှုဒဏ်ကြောင့်အလားတူတက်ရောက်မှုမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့တတိပဋ္ဌာန်ပွားများခြင်း mindfulness နဲ့ဘေးရှုခြင်းလမ်းလျှောက်ခြင်းလေ့ကျင့်ခန်းလုပ်ခြင်းလိုမျိုးစိတ်ဖိစီးမှုလျှော့ချတဲ့နည်းလမ်းတွေဟာအုံနောက်ရဲ့ကျန်းမာရေးအတွက်အလွန်ပဲအရေးကြီးလာပါတယ်လူတိုင်းရဲ့အုံနောက်ဟာတယောက်နဲ့တယောက်မတူညီပဲကွဲပြားခြားနားပါတယ်။ကျွန်တော်တို့ရဲ့တွေးခေါ်စဉ်းစားပုံချင်းကပ်ပုံတွေကွဲပြားနေရတာဟာအုံနောက်အတွင်းကဆက်သွယ်မှုစနစ် brain wiring တွေမတူညီကြလို့ဖြစ်ပါတယ်။ကျွန်တော်တို့တစ်ခါမှမကြုံဖူးတာတွေကိုလုပ်တဲ့အခါကျွမ်းကျင်မှုအသစ်တွေကိုသင်ယူတဲ့အခါအုံနောက်ဆဲတွေတစ်ခုနဲ့တစ်ခုကြားမှာဆက်သွယ်မှုအသစ်တွေဖြစ်ပေါ်လာတယ်ဆိုတာကိုသိပ္ပံပညာရှင်တွေကသက်သေပြခဲ့ပြီးဖြစ်ပါတယ်။ brain plasticity လို့ခေါ်တဲ့ဒီဖြစ်စဉ်ဟာသင်ကိုအစဉ်တစိုက်တိုးတက်ပြောင်းလဲနေစေဖို့နဲ့ဝင်းကျက်အသက်မှာတဖြည်းဖြည်းအသားကျလာစေဖို့ကူညီပေးပါတယ်။ဒါကြောင့်မလို့လူသားတအုပ်ချင်းစီရဲ့သင်ယူနိုင်စွမ်းဟာတယောက်နဲ့တယောက်မတူညီကြတာပါ။ဥပမာအားဖြင့်မိုက်ကယ်ဂျော်ဒန်ကိုကြည့်မယ်ဆိုရင်သူဟာဘတ်စကတ်ဘောလောကမှာအကြီးကျယ်ဆုံးချန်ပီယံတစ်ယောက်ဖြစ်ခဲ့ပေမဲ့ဘေ့စ်ဘောကစားသမားအဖြစ်အသက်မွေးဖို့ကြိုးစားတဲ့အခါမှာတော့မအောင်မြင်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အုံနောက်ဟာဘတ်စကတ်ဘောအတွက်အသားကျဖွဲ့စည်းထားတာကြောင့်ဖြစ်ပါတယ်။လူတဦးရဲ့ပါရမီနဲ့သင်ယူနိုင်စွမ်းဟာသူ့ရဲ့အုံနောက်ဖွဲ့စည်းတည်ဆောက်ပုံအပေါ်မှာမူတည်ပါတယ်။နောက်တစ်ချက်ကတော့အုံနောက်ဟာစိတ်ဝင်စားစရာကောင်းတဲ့အရာစိတ်ခံစားမှုကိုလှုံ့ဆော်ပေးနိုင်တဲ့အရာတွေကိုပဲအာရုံစိုက်ပါတယ်။ရေးစရာကောင်းတဲ့အရာတွေအပေါ်အာရုံစိုက်ဖို့ခဲရင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့အာရုံစူးစိုက်နိုင်စွမ်းဟာအကန့်အသတ်ရှိလို့ပါ။သူတေသနတွေအရလူတစ်ယောက်ရဲ့အာရုံစူးစိုက်နိုင်စွမ်းဟာ10မိနစ်ခန့်သာကြာမြင့်တတ်ပြီးအဲ့ဒီနောက်မှာတော့စိတ်ဝင်စားစရာတစ်ခုခုမရှိတော့ဘူးဆိုရင်အုံနောက်ကအာရုံစိုက်မှုလျော့နေလာပါတယ်။ဥပမာအားဖြင့်စာသင်ခန်းထဲမှာဖြစ်ဖြစ်အစည်းအဝေးတစ်ခုမှာပဲဖြစ်ဖြစ်ပြင်းစရာကောင်းနေမယ်ဆိုရင်10မိနစ်လောက်အကြာမှာသင်စိတ်ဟာအလိုအလျောက်အပြင်ဘက်ကိုအာရုံရောက်သွားပါလိမ့်မယ်။ဒါကြောင့်ပြင်းစရာကောင်းတဲ့အရာတွေကိုစိတ်ဝင်စားမှုတစ်ခုခုနဲ့တွဲဖက်ပြီးလှုပ်ဆောင်မှသာအုံနောက်ကအာရုံစိုက်နိုင်ပြီးရလက်ကောင်းမှဖြစ်ပါတယ်။နောက်တစ်ခုကတော့အကြောင်းအရာအသစ်တစ်ခုကိုမှတ်မိချင်တယ်ဆိုရင်တစ်ချိန်ဖတ်ရုံတစ်ခါနားထောင်ရုံနဲ့မလုံလောက်ပါဘူး။အဲ့ဒီအချက်အလက်ကိုအုံနောက်ထဲမှာရေရှည်မှတ်ဉဏ် long term memory အဖြစ်သိမ်းဆည်းနိုင်ဖို့အတွက်အကြိမ်ကြိမ်ထပ်ခါတလဲလဲလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။သုတေသနပြုချက်တွေအရအချက်အလက်တစ်ခုကိုအချိန်အပိုင်းအခြားနဲ့ထပ်ခါလေ့ကျင့်ခြင်းကမှတ်ဉဏ်ကိုပိုပြီးကောင်းမွန်စေတယ်လို့ဆိုပါတယ်။အုံနောက်ဆဲ neurons တွေအကြားခိုင်မာတဲ့ဆက်သွယ်မှုတွေဖြစ်ပေါ်လာစေဖို့အတွက်အုံနောက်ကိုမှတ်မိစေခြင်းတဲ့အကြောင်းအရာနဲ့အငြင်းတစေထိတွေ့နေအောင်လုပ်ပေးရပါမယ်။ဥပမာအားဖြင့်စာမေးပွဲအတွက်သင်ခန်းစာတစ်ခုကိုတရက်ထဲနဲ့အပြီးဖတ်မှတ်လိုက်မယ်ဆိုရင်အဲ့ဒီအချက်အလက်တွေဟာခဏတစ်ဖြုတ်မှတ်ဉဏ် short term memory ထဲမှာပဲရှိနေမှာဖြစ်ပြီးရှည်မှာတော့မေ့ပျောက်သွားပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီသင်ခန်းစာကို2ရက်3ရက်ခြားတစ်ခါပြန်လည်ဖတ်မှတ်ပေးမယ်ဆိုရင်တော့အုံနောက်ကရှည်မှတ်ဉဏ်အဖြစ်ခိုင်မာသိမ်းဆည်းထားမှာဖြစ်ပါတယ်။အာယုံစူးစိုက်နိုင်ဖို့အတွက်သိမြင်ခံစားမှု sense တွေကိုပိုမိုအသုံးပြုလေအုံနောက်ကအချက်အလက်တွေကိုပိုပြီးကောင်းမွန်စွာမှတ်သားနိုင်ရည်ဖြစ်ပါတယ်။မြင်ရခြင်းကြားရခြင်းထိတွေ့ရခြင်းစတဲ့ခံစားမှုတွေပါဝင်တဲ့အကြောင်းအရာတစ်ခုခုကိုကြုံရတဲ့အခါအုံနောက်ကအဲ့ဒီအကြောင်းအရာကိုပိုပြီးကြာရှည်စွာသိသိပေးပါတယ်။အာယုံခံစားမှုတွေများပါဝင်လေမှတ်ဉဏ်ကပိုပြီးခိုင်မာလေဖြစ်ပါတယ်။ဥပမာလူတွေကိုစည်ရင်တစ်ခုလေးလာပြီးမှတ်တာခိုင်းခဲ့ပါတယ်။သူတို့ကစာကိုဖတ်ရုံပဲဖတ်တဲ့အခါမှာပြန်လည်မှတ်မိနိုင်စွမ်းကနေခဲ့ပေမဲ့
ရုပ်ပုံတွေနဲ့ပြသပြီးလက်တွေ့ပါဝင်လှုပ်ဆောင်ခိုင်းတဲ့အခါမှာတော့ပြန်လည်မှတ်မိနိုင်စွမ်းကတိတိတတ်တာတိုးတက်လာခဲ့ပါတယ်။ကျွန်တော်တို့ရုပ်ရှင်တွေနဲ့သချင်းတွေကိုပို့ပြီးမှတ်မိနေတတ်တာဟာလေအဲ့ဒီအကြောင်းကြောင့်ပါပဲ။မြင်နိုင်၊ကြားနိုင်၊ခံစားနိုင်တဲ့အရာတွေကအာယုံစူးစိုက်နိုင်စွမ်းကိုလှုံ့ဆော်ပေးလို့ဖြစ်ပါတယ်။သင်ဟာစာရီတီးဖတ်နေမယ်ဆိုရင်အုံနောက်ရဲ့အစိတ်အပိုင်းအနှဲငယ်ပဲပါဝင်အလုံးလုံးမှာဖြစ်ပေမဲ့မြင်ရတာကြားရတာတွေကိုပါပေါင်းစပ်လိုက်မယ်ဆိုရင်တော့အုံနောက်ရဲ့အစိတ်အပိုင်းတော်တော်များများကနိုးကြလာပြီးနားလည်နိုင်စွမ်းနဲ့မှတ်ဉဏ်စွမ်းရည်ကိုပိုပြီးမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။အုံနောက်ကသူရရှိတဲ့စွမ်းအင်ရဲ့90%ကိုအမြင့်အာယုံဆိုင်ရာစစ်စစ်ဖို့အတွက်အသုံးပြုပါတယ်။တစ်ခုခုကိုမြင်လိုက်ရတဲ့အခါအုံနောက်ကအဲ့ဒီအရာကိုမှတ်ဉဏ်ထဲမှာခိုင်ခိုင်မာမာသိသိဖို့ပြောင်းလဲပြပါတယ်။အမြင့်အာယုံနဲ့သင်ယူရခြင်းဟာကြာရှည်စွာမှတ်မိနိုင်ဖို့အတွက်အထီးရောက်ဆုံးနည်းလမ်းဖြစ်တာကြောင့်အမြင့်အာယုံကိုစူပါဆန်စ်လို့တောင်ခေါ်ဆိုကြပါတယ်။စံတမှုတစ်ခုအဖြစ်လူတွေကိုဟောပြောပွဲတစ်ခုနားထောင်ခိုင်းတာမှာ PowerPoint slide show မပါတဲ့အချိန်မှာပရိသတ်တွေရဲ့စိတ်ဝင်စားမှုဟာမြန်ဆန်လျော့နေသွားခဲ့ပါတယ်။ဒါပေမဲ့ PowerPoint presentation နဲ့ထည့်သွင်းပြသလိုက်တဲ့အခါမှာတော့ပြောချင်တာတွေကိုပိုပြီးနားလည်သဘောပေါက်ပြီးမှတ်မိသွားကြပါတယ်။ဒါဟာရုပ်ပုံတွေနဲ့ဗီဒီယိုတွေကဘာကြောင့်လူတွေအပေါ်ပိုပြီးဆွဲဆောင်နိုင်တာလဲဆိုတဲ့အကြောင်းရင်းဖြစ်ပြီးကျွန်တော်တို့ရဲ့အုံနောက်ဟာအမြင့်အာယုံကိုပထမဦးစားပေးအဖြစ်သတ်မှတ်ထားတယ်ဆိုတာကိုသက်သေပြနေပါတယ်။နောက်ထပ်ထူးခြားချက်တစ်ခုကတော့ဂီတနဲ့အုံနောက်ဆက်ဆက်မှုပါ။ဂီတဟာစိတ်ခံစားမှုကိုပဲတက်ရောက်မှုရှိတာမဟုတ်ပဲအုံနောက်ရဲ့သိမြင်နားလည်နိုင်စွမ်းကိုလည်းမြင့်တင်ပေးပါတယ်။ဂီတဟာအုံနောက်ရဲ့အစိတ်အပိုင်းတော်တော်များများနဲ့ဓာတ်ရိုက်ဆက်သွယ်ထားတာကြောင့်မှတ်ဉာဏ်နဲ့အာယုံစူးစိုက်မှုကိုနှိုးကြားစေပြီးအုံနောက်ရဲ့အထွေထွေစွမ်းဆောင်ရည်ကိုပါမြင့်တင်ပေးနိုင်တာဖြစ်ပါတယ်။အသက်62နှစ်အရွယ်ရှိတဲ့ဟင်နရီဟာတငယ်ပြန်ယောဂခံစားနေရသူတဦးပါ။နှစ်ပေါင်းများစွာဘာကိုမှတုံ့ပြန်ခြင်းမရှိတော့သလိုမှတ်ဉာဏ်တွေကိုပါဆုံးရှုံးခဲ့ရပြီးဆရာဝန်တွေကလည်းပြန်ကောင်းလာဖို့အခွင့်အလမ်းအလွန်နည်းတယ်လို့ယူဆထားခဲ့ကြပါတယ်။ဒါပေမဲ့သူ့အနားမှာအကြိုက်ဆုံးသချင်းတစ်ပုဒ်ကိုဖွင့်ပြလိုက်တဲ့အခါမှာတော့ထူးခြားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာခဲ့ပါတယ်။သူဟာရုတ်တရက်သချင်းတွေစားဆိုလာတယ်။အတိတ်ကအမှတ်တရတွေကိုပြန်မှတ်မိလာပြီးအရင်ကအပြုတ်မှုတွေကိုတော့ပြန်လည်လှုပ်ဆောင်လာနိုင်ခဲ့ပါတယ်။သူသေတနာတွေမှာ classical music လိုမျိုးကဏ္ဍဝင်ဂီတမျိုးအစားအချို့ဟာအုံနောက်ဆဲရီရဲ့အလုံးလုံးပုံကိုဟန်ချက်ညီစေပြီးအာယုံစူးစိုက်မှုကိုတိုးတက်စေကြောင်းတွေ့ရှိထားသလိုဂီတနဲ့ကုသခြင်း music therapy ဟာလည်းတငယ်ပြန်ယောဂကဲ့သို့သောမှတ်ဉာဏ်ဆိုင်ရာပြဿနာခံစားနေရသူတွေအတွက်များစွာအထောက်အကူဖြစ်စေပါတယ်။အမျိုးသားနဲ့အမျိုးသမီးတွေဟာတွေးခေါ်ပုံချင်းမတူကြဘူးဆိုတာကိုကျွန်တော်တို့အားလုံးသိကြပါတယ်။ဒါဟာကြီးပြင်းလာခဲ့ရတဲ့ပတ်ဝန်းကျင်နဲ့ရှင်ကျေးမှုတွေကြောင့်မဟုတ်ပဲအုံနောက်ရဲ့တိဆောက်ပုံနဲ့လှုံ့ဆော်ပုံတွေကွဲပြားခြားနာတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မလို့အမျိုးသားနဲ့အမျိုးသမီးတွေဟာစိတ်ဖြစ်စီမှုနဲ့ခံစားရတဲ့ကိစ္စတွေကိုကင်တွယ်ဖြေရှင်းပုံချင်းမတူကြတာဖြစ်ပါတယ်။စိတ်ဖြစ်စီမှုတန်ကိုခံရတဲ့အမျိုးသားတွေမှာအုံနောက်ရဲ့ညာဘက်အမစ်လာအစိတ်အပိုင်းကအလုပ်လုပ်ပြီးအခြေအနေကိုလက်တွေ့ကျကျနားလည်ဖို့ကြိုးစားတတ်ကြပါတယ်။အမျိုးသမီးတွေမှာစိတ်ဖိစီးတဲ့အခါအုံနောက်ရဲ့ဘယ်ဘက်အမစ်လာကအလုပ်လုပ်ပြီးစိတ်ခံစားမှုဆိုင်ရာတွေကိုပိုပြီးဦးစားပေးစေပါတယ်။ဒါကြောင့်စိတ်ဖိစီးစရာအခြေအနေတွေနဲ့ကြုံရတဲ့အခါအမျိုးသားနဲ့အမျိုးသမီးတွေရဲ့တုံ့ပြန်ပုံမတူညီကြတာဖြစ်ပါတယ်။လူသားတွေဟာငယ်စဉ်ကလေးဘဝကတည်းကတဘာဝအလျောက်စူးစမ်းလို့စိတ်ရှိကြပါတယ်။အတွေ့အကြုံအသစ်တွေကိုစူးစမ်းလေ့လာတဲ့အခါမှာအုံနောက်အတွင်းက nerve ကြောဆက်တွယ်မှု neural connection အသစ်တွေဖြစ်ပေါ်လာပြီးပိုပြီးထက်မြက်စေပါတယ်။သုတေသနပြုချက်တွေအရသင်ယူနိုင်စွမ်းတဲ့မှတ်ဉာဏ်ကိုထိန်းချုပ်တဲ့ hippocampus အစိတ်အပိုင်းဟာအသစ်တွေကိုရှာဖွေစူးစမ်းတဲ့အခါမှာပိုပြီးကြီးထွားလာတတ်တယ်လို့ဆိုပါတယ်။ဒီစွမ်းရည်ကပဲအလောက်အကင်သစ်ဝင်းကျင်အသစ်တွေမှာအသားကျအောင်အလိုက်သစ်နေထိုင်တတ်အောင်ကူညီပေးတာဖြစ်ပါတယ်
ကလေးငယ်တယောက်ကိုနမူနာကြည့်မယ်ဆိုရင်မိဘတွေကတခုခုကိုမလုံးနဲ့လို့တားမြစ်ထားရင်အဲ့ဒီကလေးဟာပွားရောက်ဆူဆန်းနေအောင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အုံနောက်ကတဘာဝအလျောက်တင်ယူလို့စိတ်ခင်းပြနေလို့ပဲဖြစ်ပါတယ်။အရာရာကိုထိတွေ့ခြင်းနဲ့ကြည့်ရှုခြင်းနဲ့နားလည်အောင်စူးစမ်းခြင်းနဲ့စတာတွေဟာလူသားတွေရဲ့ပင်ကိုယ်ဗီဇတွေဖြစ်ပါတယ်။အခုဆိုရင်တော့စာအုပ်လေးကိုလေ့လာခဲ့ကြပြီးပါပြီ။လှုပ်ရှားမှုပြုလုပ်ပါအိပ်ရေးဝအောင်အိပ်ပါစိတ်ဖိစီးမှုလျှော့ချပါအချိန်ရတဲ့အခါမှာအသက်ရှူလေ့ကျင့်ခန်းလုပ်ပါဂီတကိုနားဆင်ပါအုံနောက်ရဲ့သဘောတဘာဝနဲ့လှုပ်ဆောင်ချက်တွေကိုသိထားမယ်ဆိုရင်ကိုလှုပ်တဲ့အလုပ်တိုင်းမှာစွမ်းဆောင်ရည်ပုံမှုကောင်းမွန်လာနိုင်မယ်ဆိုတာကိုပြောကြားရင်းနဲ့ဒီနေ့တင်ဆက်မှုကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ